ကျွန်တော်အကြောင်းပြောပြမချင်းတဲ့ပု္ပ္ပစာလို့ဒီဇင်ဘာ18ရက်2003ပါလို့နေတက်ရတက်မမွေးတဲ့ဗုဒ္ဓဘုရားလေးမို့နမပေခင်မိုးတက်တော့ဝင်းကြော်ကြော်မိုးပြော့အတိတ်ကလေးဘဝကြောင့်ပြန်လဲတွေးမယ်ပတ်စံမရှိတဲ့မိဘတွေကြောင့်ငါဘာမှမသိကနောက်ပြီးလိုချင်တာတွေရဖို့ဆိုပူစာမိရထပ်ပြီးဖြစ်ချင်တာတွေဖြစ်ဖို့ဆိုငါခါညီးရမပေးနိုင်တော့မိဘတွေပေါ်စိတ်တွေဆိုးရစိတ်ဆိုးနေတဲ့သူ့သားလေးအမုန်းဝယ်ကျွေးရသားလေးရုပ်ထမ်းမုန်းကပို့ပြီးအားပို့ရှိရအဲ့လိုတိုးပြီးပြောပြီးမေးအတန်ကရှင်ကိုထိရကြောင်းနေရွယ်မှုကငယ်ချင်းထားမယ်မေးဖေပါလောက်လဲမေးတော့စိုက်ကနေနဲ့အဲ့လိုပြောတော့ငါမှပေါင်းတင်ရှာတဲ့ပေါင်းချင်းမပေါင်းချင်းလေးကိုထမင်းကိုစားတဲ့ဖြစ်ချင်ရဖြစ်ဆိုတခါတလေလုံးပြေးချင်တယ်မဲတွေးလေးတဲ့မမြဲတာနေကလေးကစိတ်ဘူးတက်တဲ့ဖြစ်ချင်ရဖြစ်ဆိုတခါတလေလုံးပြေးချင်တယ်မဲတွေးလေးတဲ့မမြဲတာနေတဲ့မိကစိတ်ဘူးတတ်တယ်ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကတောက်လျှောက်ပူမရှိပါငါဘဝမှာဖြတ်တန်းနေတာမကြောက်ပခုံးထမ်းပြီးတင်မိတတ်တဲ့သူ့ရဲ့အကျင့်တစ်ခုကြောင့်မိသားစုပေါ်တိတတ်တာလဲကျွန်တော်ရဲ့စံပြတယောက်အချိန်တွေကြာလာတော့တက်ရွယ်တစ်ခုကိုရောက်လာတော်ဝင်နိုင်တဲ့မိဘတွေကိုကြည်အားမလို့အားမရဖြစ်လာနိုင်ငံကြီးကမကောင်းတဲ့အတွက်ဘဝတွေကမပြောင်းပါအမေရဲ့မျက်ရည်မျက်ကွယ်ပြူလေးတိုင်းတဲ့ပါကိုထောက်ခွာဖြစ်ချင်ရဖြစ်ဆိုတခါလေးလုံးပြေးချင်ပဲမဲတွေးလေးတဲ့မမြဲတာနေအမေကစိတ်ဘူးတက်တဲ့ဖြစ်ချင်ရဖြစ်ဆိုတခါလေးလုံးပြေးချင်ပဲမဲတွေးလေးတဲ့မမြဲတာနေအမေကစိတ်ဘူးတက်တဲ့မိသားစုနဲ့တခါမှငါမဝေးဘူးခြင်းပင်ပဲအတပြားဆိုးတဲ့ငွေသားလေးရဖို့စူးစမ်းရှာဖွေစေငါမရှိတော့ငါမိဘတွေဆွေးလို့ဘလို့နေမလဲငါနေရာမှာနေပြီးတူလေးကိုလည်းကျေးဇူးတွေတင်တယ်ဖះဟောတရားတွေလည်းငါလုံးဝနော်ကြည့်ပြီးသားအကြောင်းရှိလို့အကျိုးဖြစ်လာတဲ့ပြိဿသမုပ္ပါဟာကိုသာအားကိုးရမို့ဘာမှယူမသိပါအတားဟိအတနောနာထောလေးကိုခေါင်းမှာတေချမှတ်ပါဖြစ်ချင်ရဖြစ်ဆိုတခါလေးလုံးပြေးချင်တယ်မဲတွေးလေးတဲ့မမြဲတာနေရမေကစိတ်ဘူးတတ်တဲ့ဖြစ်ချင်ရဖြစ်ဆိုတခါလေးလုံးပြေးချင်တယ်မဲတွေးလေးတဲ့မမြဲတာနေရမေကစိတ်ဘူးတတ်တဲ့တခါလေးအိမ်ကိုလွမ်းလို့ညရည်လေးတွေဝဲတယ်အဲ့ရပေါ်မှာလဲရင်းနဲ့ရှင်ဘက်လေးကိုဖိတယ်အရှိုက်နဲ့ငိုနေရင်းနဲ့တပ်ပြင်းလေးတွေချတယ်တအားပင်ပန်းတဲ့နေ့ဆိုရင်တော့စိတ်ခလေးတွေတောက်တယ်ပြောပြချင်တဲ့စကားတွေများဟာရင်ဘတ်ထဲမှာရမ်းပဲညမိုးချုပ်မှာဖေးဝဲလာတဲ့ခေါက်ဆွဲကြော်လေးလည်းလွမ်းတယ်နှမိုးလင်းတော့မေကြော်ပဲထားတဲ့ထမင်းကြော်လေးလည်းလွမ်းတယ်နောက်ဆုံးမှတိလိုက်ရတာကအငြိမ်းချမ်းဆုံးကအိမ်ပဲဖြစ်ချင်ရဖြစ်ဆိုတခါလေးလုံးပြေးချင်တယ်မဲတွေးလေးထဲမှာမြဲတာလေးလေးကစိတ်ဘူးတတ်တဲ့ဖြစ်ချင်ရဖြစ်ဆိုတခါလေးလုံးပြေးချင်ပဲမဲတွေးလေးထဲမှာမြဲတာနေမေကစိတ်ဘူးတတ်တဲ့လာ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